မင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗီဒီယိုအတက်မလုပ်ရတဲ့တော်လေးကြာပြီပေါ့နော်အခုကျွန်တော်ရောက်နေတဲ့နေရာကငါးမြန်းနေရာဖြစ်တယ်ပေါ့နော်ဒီအမေရိကမှာငါးပြန်းမယ်ဆိုရှင်ကိုမြတ်နဲ့ငါအမျိုးသားပုံမှန်မျိုးပြီးတော့အစာလေးတွေ့ပြပါမယ်ပေါ့နော်အခုကျွန်တော်သုံးမှာကဒီမာဆယ်လို့ခေါ်တယ်ပေါ့နော်အားလုံးသိကြမှာပါဒီဟာသုံးမယ်အခုကျွန်တော်မြတ်နဲ့ငါအမျိုးသားကတော့ဝေပါလို့ခေါ်တဲ့ငါအမျိုးသားဖြစ်တယ်ပေါ့နော်ဒီလိုကငါမြတ်ဝဒနာပါတယ်ဝေပါအကြီးကြီးရဖမ်းချေဆိုရှင်တော့ဒီဟာကိုတုံးဖို့အကြံပေးချင်ပါတယ်ကျွန်တော်တုံးတဲ့ငါနမြချိတ်ကတော့ဒီမှာပေါ့နော်ဒီအတွားတုံးတွားပါတာဖြစ်တယ်ဒီမှာရှေ့ကိုတော့ဒီလိုမျိုးဟိုရှိလို့ရအောင်ပေါ့နော်ကျွန်တော်ဒီချက်လေးလို့ထားတာဖြစ်တယ်ပေါ့နော်ဒီမှာဒီချက်လို့ထားဖြစ်တယ်ဒီအစာကိုဘလို့ထစ်မလဲချစ်မလဲဆိုရှင်တော့ဒီမျိုးမားတဲ့နေရာရှိရပေါ့နော်ခုနအခါဒီမှာရပါဘောနော်ဒီလိုအနေအောင်မိုင်းနေရရှိတယ်အဲ့နေရာကိုချိတ်ရမှာဖြစ်တယ်ဒီမှာဒီချိတ်ပြီးတော့ရင်တော့ဒီမျိုးပုံစံဖြစ်လာမှာပေါ့နော်အဲ့ဒါဆိုတော့ရပါပြီဘာနဲ့မှချိရမလို့ပါဘူးပေါ့နော်ဒီတော့အခုဖြစ်အောင်ဒီမှာလောက်ဆိုရပြီပေါ့နော်ကဲဆိုရင်တော့စစ်စီလေးနဲ့ဆောင်းရမှာဖြစ်တယ်ပေါ့နော်ပြောဒီနိုင်ငံမှာကငါအမျိုးအစားပုံမှန်မူပြီးတော့ limit ဆိုတာရှိတယ်ကိုကြိုက်တဲ့လောက်ဖမ်းလို့လည်းမရပါဘူးအခုကျွန်တော်မြင်ရတဲ့ငါအမျိုးအစားဒီကမှာလူတယောက်က3កောင်ပဲဖမ်းရှိရပေါ့နော်အဲဒါကြောင့်ဒီထက် limit ပူပြီးမကျော်တော့အထရီထားရမှာဖြစ်တယ်ရပြီဒီမှာဆွေးနေပြီai mai đi rồiတော်လေးရောအားရှိရနော်ဘယ်လာခါလဲဟောဘလောက်ကြီးလဲဆိုရင်ဒီမှာနော်အရန်စားလို့ကောင်းတယ်ဒီကဝေပါလို့ခေါ်တယ်ပေါ့နော်ဝေပါလို့ခေါ်တယ်ဒီလူမျိုးငါ့ကိုမြင်မြဖမ်းချေဆိုရှင်
ဒီလိုမျိုးခူးနေများပါလို့ဒီကအပြန်သေးချင်ပါတယ်တရက်မှာ3កောင်ပဲတရက်မှာ3កောင်ပဲဖမ်းခွင့်ရှိတဲ့အတွက်ကြောင့်မလို့လေးလိုက်လားအင်ပြန်တော့မယ်ဒီမှာရမ်းမိုက်နော်ရမ်းပြုတ်ဖို့ကောင်းပါတယ်လို့ညချင်းစနော်ဒီ Utah State ဝလာဘီကိုလာခဲ့တာဒီမှာအများကြီးပဲခဏပဲများတယ်ဘိုင်ဘိုင်